မင်္ဂလာပါခင်ဗျာအခုတစ်ခါမှကျွန်တော်တို့ channel Grow Mindset မြန်မာမှာထပ်မံမျှဝေပေးမယ့်ခေါင်းစဉ်ကတော့ကိုရူးကိုချွန်အောင်မြင်ဖို့နီလန်း10ခုဖြစ်ပါတယ်ဗျာကိုရူးကိုချွန်အောင်မြင်ဖို့နီလန်း10ခုကိုရူးကိုချွန်ပြီးတထေးတယောက်ဖြစ်ဖို့ကိုလွယ်မဲ့ထင်ပါသလားမလွယ်ပေမဲ့ဒီလိုနီးနဲ့တန်းကျွတ်အထေးဖြစ်လာခဲ့တဲ့သူတွေတကယ်ရှိပါတယ်တင်ကိုယ်တိုင်လည်းကိုထူးကိုချွန်တထေးတယောက်ဖြစ်ချင်တယ်ဆိုရင်လိုက်နိုင်ရမယ့်စီးမင်းစည်းကမ်းတွေရှိပါတယ်ဒီစီးမင်းတွေကဘယ်နယ်ပယ်မှမဆိုတင့်ကိုအောင်မြင်စေဖို့အထောက်အကူဖြစ်စေမှာသိချပါတယ်။တစ်စိန်ချောင်ပြီးလှုပ်ဆောင်မှာကိုထူးကိုချွန်ပြီးတန်းကြွယ်တဲ့ဖြစ်လာသူတွေကိုဘာကြောင့်သူတို့ဒီလိုအောင်မြင်လာတာလဲမေးကြည့်ရင်အဖြေကဒေါ်လာတန်းကြည့်ပြီးရရှိဖို့လို့ဖြေမှာမဟုတ်ပါဘူး။တကယ်အကြောင်းရင်းအစစ်အမှန်ကသူတို့အားလုံးကစိတ်ကူးအိမ်မက်တွေရဲ့စိန်ချောင်မှုကိုလက်ခံပြီးစူးစမ်းခဲ့ကြလို့အောင်မြင်ချမ်းသာလာခဲ့ကြတာဖြစ်ပါတယ်။နှစ်တတ်တာဖို့မစင်စားပါနဲ့ထီဆုံရအောင်တွားနေလေခရီးမှာဒီလောင်းဆိုရပါပြီလို့တွေးပြီးနားနေဖို့အချိန်မရှိပါဘူးကနာဦးချမှတ်ထားတဲ့ရီမန်းချက်ပြည့်ဝပြီးဝင်ငွေတန်းကြည့်နေပြီဆိုရင်နောက်ထပ်ရီမန်းချက်တစ်ခုချမှတ်လုပ်ဆောင်ပါဘယ်တော့မှတက်တောင်တက်တာဖြစ်ဖို့မစင်စားပါနဲ့၃အားလုံးထပ်ပို့ပြီးလေးလာစူးစမ်းကြပါတစ်မှာဘလောက်ပဲရည်ချဲတဲ့ရှိနေပါစေအခြားသူတွေထက်ပို့ပြီးတော့လေးလာစူးစမ်းခြင်းစိတ်မရှိဘူးဆိုရင်အောင်မြင်မှုကိုအပြည့်အဝခံစားရမှာမဟုတ်ပါဘူးသူများတွေထက်စူးစမ်းတာကရီမန်းချက်တွေအောင်မြင်ဖို့တခုတည်းသောနည်းလမ်းဖြစ်ပါတယ်။၄အရှုံးတွေအမားတွေကနေသင်ခန်းစာယူပါအမားတွေလုံမိပြီးအရှုံးတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမှာပါဒီလိုကြုံတွေ့ရတဲ့အခါမှာဘလို့တုံ့ပြန်တယ်လဲဆိုတာကတင့်ရဲ့အောင်မြင်မှုကိုအဆုံးဖြတ်ပေးမှာဖြစ်ပါတယ်အပြီးတိုင်းလဲပြိုကျသွားရင်တော့ဘာမှအဖက်ဆယ်လို့ရမှာမဟုတ်ပါဘူးဒါပေမဲ့ကြာရှုံးမှုရဲ့အကြောင်းရင်းကိုရှာဖွေပြီးအတွေ့အကြုံဖြစ်တဲ့သင်ခန်းစာယူနိုင်ရမှာဖြစ်ပါတယ်၅နေ့တိုင်းစာဖတ်ပါစာဖတ်တာကိုဘယ်တော့မှမရက်တင်သလိုဖတ်စရာအကြောင်းအရာတွေရှာဖွေမှုကိုလည်းမရက်တန်လိုက်ပါနဲ့သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တိုင်းကနောက်ဆုံးအကြောင်းအရာတွေကိုသတိမပြတ်စောင့်ကြည့်ပြီးအားလုံးထက်ရှေ့ရောက်နေဖို့လိုပါတယ်၆စိတ်ရောကိုယ်ပါကြမ်းမာနေပါစေအောင်မြင်မှုလမ်းခရီးကိုရှောင်လန်းရပါကိုရောစိတ်ပါကြမ်းမာကြန့်ခိုင်နေဖို့ကအရေးကြီးလိုအပ်ချက်တစ်ခုဖြစ်ပါတယ်နေ့တိုင်းလေ့ကျင့်ခန်းလုပ်ပါကြမ်းမာရတဲ့ညီညွတ်တာတွေစားသုံးပြီးအိပ်ရေဝါအိပ်ဆက်ပါခုနှစ်အောင်မြင်လို့ရှိသူတွေနဲ့ဝန်းရံထားပါတင်းရဲ့ပတ်ဝန်းကျင်မှာရီမန်းချက်ချင်းဥတီချက်ချင်းတူညီသူတွေနဲ့ဝန်းရံထားပါအားလုံးကလည်းတင်းနဲ့ထိုက်တူထက်မြအောင်မြင်ခြင်းသူတွေဖြစ်ပါစေဒီလိုဝန်းရံထားမှသာတင်းကိုစိတ်အားတက်ကစေပြီးအာယုံစိုက်နိုင်အောင်ကူညီပေးနိုင်မှာပါအလုတ်ကိုဂီယူမဆိုင်ကပဲအပျော်ပါဦးစားပေးလို့နိုင်သူတွေကိုရှောင်ပါရှစ်ပေးကန်းစွန့်ကြပါချစ်သူချင်းသူတွေကိုဂီယူဆိုင်ပါစိတ်တရောခန္ဓာကိုယ်ပါကျမ်းမာနေတော့ညမလုံလောက်ပါဘူးတင်းစိတ်ဝိညာဉ်ကိုလည်းအားထီပေးဖို့လိုပါတယ်။တင်းပတ်ဝန်းကျင်နဲ့အကူအညီလိုအပ်နေတဲ့သူတွေကိုကူညီပေးဖို့ဘယ်တော့မှမမေ့ပါနဲ့။ဒါအပြင်ချစ်သူချင်းသူတွေကိုဂရုစိုက်ပေးခြင်းကလည်းငွေကြေးအောင်မြင်မှုကိုခံစားဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ကိုရိုးသားပြီးပွင့်လင်းမြင်သာမှုရှိပါစေ။လင်ညာဟန်ဆောင်မှုတွေကအသင့်ထင်တဲ့လောက်အရာရောက်စေမှာမဟုတ်ပါဘူး။အမြဲတမ်းရိုးသားပြီးပွင့်လင်းနေဖို့လိုပါတယ်။ဒီအချက်ကအသင့်ကိုရေရှားအောင်မြင်မှုကိုရရှိစေဖို့အရေးကြီးတဲ့အချက်ပါ။ရေရှားအောင်မြင်မှုကိုတွေ့ပါလူများစုကရေတိုးအောင်မြင်မှုတွေနဲ့ရီမန်းချက်တွေကိုပဲအာရုံစိုက်တတ်ကြပါတယ်ရေတိုးရီမန်းချက်တွေကိုအာရုံအရင်မစိုက်ပါနဲ့ဗမာမှာလိုလားတောင်းတဆုံးအရာဖြစ်နေရေရှားရီမန်းချက်ကိုဦးစားပေးပါဒါမှတင့်ကိုယ်တိုင်နဲ့တင့်မိသားစုအတွက်ခိုင်မာတော့ဓနအင်အားကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ် Like and subscribe ဒီလိုအသိပညာဗီဒီယိုတွေထပ်ကြည့်ချင်တယ်ဆိုရင် subscribe လုပ်ပါတင့်အမြင်ကို comment မှာမျှဝေပေးပါGrow Mindset မြန်မာတင့်စိတ်ကိုပြောင်းလဲပါဘဝကိုပြောင်းလဲပါ Grow Mindset မြန်မာ channel မှာကြည့်ရှုအားပေးတဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ